Yo,အားလုံးပဲမင်္ဂလာပါကျွန်တော် PP channel ကနေအားလုံးကိုလူကြီးထွေးဆိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီမှာကျွန်တော် Pro ကအကြောင်းဖြစ်မှန်တွေကိုစုစည်းတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆက်လိုက်ရအောင်ဒီမျိုးသမီးအပြုံနေချင်းတေရောကလို့နှုတ်လိုက်ဒီလို့ခံစားလိုက်ရပါတယ်ဒါနဲ့သူမလည်းနှုတ်လာခဲ့ပါတယ်ဘီပပတ်ကိုတစ်ချက်ကြည့်တော့လဲသူမမတွေ့တော့သူမပြန်အင်းလိုက်ပါတယ်မြင်မူလင်းတော့ CCTV ကိုပြန်ကြည့်တော့သူမတော်တော်လေးကိုထိတ်လန့်သွားရပါတယ်အကြောင်းရင်းကသူမအိပ်ပျော်နေစဉ်သူ့ရဲ့ဆောင်ကိုတရုတ်ကဆွဲဆန်းတာကိုတွေ့မြင်နေရတော့ပါလူချင်းမင်းတို့ရောဒါကိုဘယ်လိုမြင်ပါတယ်လဲ comment မှာရေးပြတော့ကြပါဦးခင်ဗျာဒီမျိုးသမီးကြုံတွေ့ရတဲ့ဖြစ်ပျက်ကတော့တကယ်ကိုထိတ်လန့်စရာပါဒီကိုပြုံးလာလာအနေငယ်ပဲရှိပါသေးတယ်တညမှာတော့ဒီလိုပစ်ဆိုးမျိုးသူမကြုံတွေ့လိုက်ရတာပါပဲCCTV မှတ်တမ်းကတော့ဂျာမနီမှာဖြစ်သွားတာပါမကွန်ဆူဝါလို့ယူဆရတဲ့ဒီမမြင်ရတဲ့ဝိညာဉ်ကသူမကိုထိန်ချုပ်ထားတာပါသူမအားရှိတော့ယုံပေမဲ့လုံးဝမယုံနိုင်ပါဘူးကြည်ရတာဒီမကွန်ဆူဝါလိုဘွားတော့တော်တော်မင်းမလိုက်စားမဲ့ပုံပါပဲ